သိန်း100သုံးလို့ရှိရင်ကိုဘလောက်အမောင့်ကိုဘယ်နေရာမှာသုံးလဲဆိုတာကိုတိတိကျကျပြန်တိုင်းတာဖို့လိုတယ်ပြီးလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ကိုတုံးလိုက်တဲ့ဒီအမောင့်ကပြန်ရတဲ့ return ကောင်းရလားပေါ့နော်စီးပွားရေးလုပ်ငန်းတွေကိုကြာရှုံးစေတဲ့အချက်နံပါတ်30ဒီအချက်မှာတော့ကျွန်တော်ပြောချင်တာပေါ့နော်အဓိကတော့ပြောချင်တာ marketing ဘိုင်းဆိုင်ရာလည်းပါမယ်နောက်ပြီးငွေအသုံးဘိုင်းဆိုင်ရာပါမယ်ပေါ့နော်ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်လုပ်ငန်းတော်တော်များများကကိုထားပါတော့ marketing လုပ်ရတယ်ကိုမှဒီ product တစ်ခု service ကိုရောင်းနေတယ် marketing တွေလုပ်တယ်ကြော်ညာတွေလုပ်တယ် promotion တွေလုပ်တယ်ပေါ့နော်အဲ့ဒါလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မှသိကြတဲ့ promotion တွေကြော်ညာတွေ marketing လုပ်တယ်ကျွန်တော်မှကုန်ကြစည်ရှိတယ်ကုန်ကြစည်ရှိတယ်ဘယ်နေရာပြည့်လုပ်ငန်းမှာကျွန်တော်ကုန်ကြစည်တွေအများကြီး marketing က Facebook မှာကြော်ညာမှာလားကျွန်တော်တို့အောက်ဘောင် marketing သွားမလား van9 ကြီးထောင်မလား paybook ထောင်မလား marketing idea တွေအများကြီးရှိတယ်အဲ့ဒါကိုဘာကိုသိစေချင်တာလဲဆိုတော့ဒီတလမှာကွာ marketing budget ကိုဥမာထားပြီးတော့300သုံးလိုက်တယ်ပေါ့နော်300သုံးလို့ရှိရင်ကိုဘလောက်အမောင့်ကိုဘယ်နေရာမှာသုံးလဲဆိုတာကိုတိတိကျကျပြန်တိုင်းတာဖို့လိုတယ်ပြီးလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ကိုတုံးလိုက်တဲ့ဒီအမောင့်ကပြန်ရတဲ့ return ကောင်းရလားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘာခေါ်လဲဆိုရင် return on investment လို့ခေါ်ပါတယ်အဲ့ဒါကိုတွက်ဖို့မိနေကြပါတယ် Facebook မှာ boost ဆိုလဲ boost လိုက်ကြတာပဲဟိုမှာလို့ဆိုလဲလုပ်လိုက်ကြ promotion လို့ဆိုလဲလုပ်လိုက်ကြပဲပြီးတော့ဟာဒီလရောင်းကောင်းတယ်ဒီလရောင်းကောင်းတယ်မပြီးဘူးဒီလရောင်းကောင်းသွားတဲ့ထဲမှာဘယ်ကောင်က impact အကြီးဆုံးဖြစ်လဲဆိုတာကိုပြန်လဲအမြဲတမ်းတိုင်းတာ census နေလို့လိုပါတယ်တချို့ဆိုဘာလုပ်လဲဆိုလို့ရှိရင်ရောင်းမကောင်း boost လိုက်ထပ် boost လိုက်ထပ် boost လိုက်ဒါပဲပြောနေကြရပါတော့ boost ရုံနဲ့ရောင်းရတဲ့ခေတ်လည်းမဟုတ်တော့ဘူးအဲ့တော့ဘာလုပ်မလဲဆိုရင်ကိုယ့်စီမှာကိုယ့်ရဲ့ content quality ကြောင့်မလို့ကိုယ်လူတွေလာနေတာလားဒါ boost လို့ပဲလာနေရလားကိုယ့်ရဲ့ product ကကောင်းလို့လာနေတာလား refer တွေကလာနေတာလားဘယ်အပိုင်းကလာနေတာလဲဆိုတော့တေချာသိဖို့လိုတယ်အဲ့ပေါ်မှာပြန်ပြီးတော့ invest လုပ်ဖို့လည်းလိုပါတယ်အခုပြောရတဲ့အချက်တွေကိုပြင်ဆင်နေတယ်ဆိုလို့ရှိရင် SIR ကိုလာခဲ့ပါ SIR ကိုစိတ်ဝင်စားဆိုရင်ကျွန်တော် comment မှာ SIR ဆိုပြီးမှတ်ခဲ့ပေးပါကျွန်တော်တို့ဘက်ကနေဆက်သွယ်ပေးပါမယ်